ဓမေရီဆရာတော်ကအတန်လာတဲချောင်းလေးနဲ့နေရာဆုံးပါလေပရေကြီးဆက်တဲ့တော့နေ့စဉ်အကုန်ကုန်တယ်ပထန်းမဟာသမယတော့ဟာကျောင်းနေကန်နေလည်းမရှိဘူးလေဒါလည်းမရှိဘူးဒါလည်းမရှိဘူးအဲ့ဒါဆိုတော့တရားတွေထိုင်မနေ့မိုးလင်း4နိုင်တောင်းတော့တရား1နိုင်2နိုင်ပွားပြီး6နိုင်မှဆွမ်းလာက6နိုင်ဆွမ်းလည်းဘာမှမရှိဘူးဘာဆွမ်းမှမရှိဘူးကိုယ့်အကိုဥဝင်းကတ်တဲ့ဥဝင်းရကတ်တာဓမေရမထင်တဲ့ကျောင်းကကြက်ဝင်ချမ်းဝင်းရကျေတော့ကစုံရကြောမနေ့အာယုံဆုံးကစုံရကြောကစုံရကြောလေးနဲ့တခါသားကျတော့ဥဝင်းရငစင်ရိုင်းတွေဖမ်းပြီးတော့စိတ်ထဲကတန်တဲ့ဖြစ်သွားတယ်ငစင်ရိုင်းကြီးလည်းကြီးလိုက်တာဥခေမှာတော့စားတယ်ကစုံရလေးနဲ့ငစင်ရိုင်းနဲ့ချက်ထားတယ်ဘုန်းကြီးနဲ့ငစင်ရိုင်းလက်လက်လေးတွေခင်မမကန်ပြန်ခင်ငစင်ရိုင်းတွေ6နှစ်ငစင်ရိုင်းတွေဖမ်းတယ်တော်ပြီးမစားတော့အဲ့ဒီဆုံးငတ်သွားတယ်ကစုံရနဲ့ငစင်ရိုင်းနဲ့ချက်ထားတယ်မစားလိုက်ရဆုံးငတ်သွားဟောလေးနိုင်ဆိုတောင်းဆိုထတရားနိုင်ထိုင်ပေးရုပ်သေးစတော့ပထန်းမာသမယတော့ဟာအခုကျောင်းနေပြီးသွားပြီပေးတသုတ်တော့မနေကိုရုပ်မေတ္တာသုတ်တွေမနေရုံနေပထန်းလေးကိုကျောင်းနေများသွားတော့ပြဘယ်ကောင်မှမလာလဲဂီးမဆိုင်ဘူးဆိုတာဓမေစီတို့စင်ပေါ်မှာဆွမ်းလံပို့တယ်ကိစ္စမရှိဘူးကျောင်းနေအကုန်ဆောက်ပြီးပြီပေးမရလို့မေတ္တာမပို့လို့ပထန်းမျိုးလို့ကျောင်းလာဆောက်เสียလည်းမရှိတော့ဂီးမဆိုင်ဘူးကွာအဲ့လိုဖြစ်သွားဝေပုံလမတ်တာကျောင်းနေကနေများတော့ဓမ္မတွေမေ့ပါတယ်ကျောင်းလေးစပြီးတော့တဲလေးနဲ့နေစဉ်တော့ကနေတိုင်းကုသိုလ်ဖြစ်တယ်လှမ်းကြည့်လိုက်တယ်ဆရာတော်ဘုရားဟိုမှာဆရာတော်ဘုရားเจ้าကိုမင်းနေတာအေးသိကြတယ်ဂျိုက်ပါမသိကြတယ်အဲ့ဒါခါဘကိုးကတကမာကြီးမကိုဒေါ်ရွှေဦးနဲ့ဦးတီဟာကဘာလို့လဲဆိုတော့ဆရာတော်ကျွန်တော်သိတယ်ဘုန်းကြီးတစ်ပါးလာလို့ရှိရင်လေဘိုးကဒီမှာလေးကျောင်းထိုင်နေတယ်ဆိုလို့ဟိုပညာနန္ဒခုနပြောတဲ့တီတကူပညာတီတူကျဲတဲ့ပွင့်ဟာနောင်ကြီးလာသတင်းမေးတာဘာလို့လဲတခုပါလာမယ်တစ်ဖက်ချောက်လေးပါလာမယ်ကိတ်မူလေးပါလာမယ်ဟာကုသိုလ်ကြီးအေးကျမချမ်းသာပါစေဖုန်းတော်ကြီးအခုကြီးသွားတော့ဘုန်းကြီးနှစ်ပါးမရှိဘူးပြောလိုက်ကွာမရှိဘူးပြောလိုက်ခေါင်းငါ့ရှာကိုသင်္ကန်းလာအလူခံတာဘုန်းကြီးလာအာကုသိုလ်ဖြစ်တယ်ဘုန်းကြီးတစ်ပါးမြင်လိုက်တယ်အလူခံတော့မထင်တော့ပုံးတော်တာဗျာအဲ့လိုဖြစ်တော့တာချမ်းသာလာတဲ့ခါကျတော့မှအာကုသိုလ်တွေတိုးတော့ရှင်မြတ်ဗျာဟိုအရှင်မြတ်ရဲ့တငယ်ချင်းပြောတယ်ဗျာအဲ့ဒါမန္တလေးမှာစတဲ့ပဲဒုက္ခပဲဒီကိုတော့သင်္ကန်းများလှူခံမှာစိတ်များတောင်းမလားမသိဘူးအာကုသိုလ်နေအာကုသိုလ်တွေဖြစ်မလှူလည်းမလှူပဲနဲ့အာကုသိုလ်ဖြစ်ဓမေစီကိုပြောတာအဲ့ဒါမျိုးဖြစ်တာကျောင်းလေးသေးတုန်းကလေတရားတွေရလိုက်တာသီလတွေကောင်းလိုက်တာဘာဝနာတွေထုံလိုက်တာအမေအခုရတော့အေးစေးပဲရှင်မြတ်ဒေါ်ရွှေဦးရောက်နေစောင်းခိုင်းလိုက်စမ်းကွာဆရာတော်ဘာစက်ရကောင်းသွားပြီလေဆရာတော်ဗျာကိုတီးရလာတယ်စောင်းခိုင်းလိုက်စမ်းငါမအားဘူးကြီးွားသွားပြီလေဂိမ်းမဆိုင်တော့ဘူးကားလည်းရှိတယ်ဖုန်းလည်းရှိတယ်တီဗီလည်းရှိတယ်ရေကက်တက်လည်းရှိတယ်အဲကွန်လည်းရှိတယ်ဘာကြီးဆိုင်ဝေပုံလားဖယားရှင်မြတ်စွာဘုရားရဲ့စကားတွေမှန်လိုက်တာဘုရားတပည့်တော်ကောသန္တာဖယားရှင်ကိုအကျိန်ကြီးများထေရနဝမေဇိမနဝသေနဝေပုံလားမတ္တံပတ်တော်တာဝသေနာသဏ္ဍာနိပေါနိကြောင်းနေကံနေရှိလာတော့ဝေပုံလားမတ္တာဖြစ်ရင်